မင်္ဂလာပါသမီးလေးရေသမီးလေးကိုကြိုတင်ပြောပြစရာလေးတစ်ခုရှိသေးတယ်သမီးအမားတစ်ခုပြုမိလို့ကြေကွဲဝမ်းနဲ့ပူဆွေးပြီးငိုကြွေးတန်းတတောကရောက်နေတဲ့အခါသမီးပတ်ဝန်းကျင်ကလူအများစုဟာသမီးရဲ့ဝမ်းနဲ့ကြေကွဲမှုကြောင့်ကြတဲ့မျက်ရည်စတွေကိုသူတို့မြင်လည်းမမြင်ဘူးနားလည်းမလဲဘူးစာနာစိတ်နဲ့ဝမ်းနဲ့ပေးမှလည်းမဟုတ်ဘူးသမီးရဲ့သူတို့မြင်ကြမှာကသမီးပြုတ်ခဲ့တဲ့အမှားကိုပဲမြင်နေလိမ့်မယ်အဲ့ဒီအမှားပေါ်မှာပဲသူတို့ကဝေဖန်ကဲ့ရဲ့ရှုံချကြလိမ့်မယ်အဲ့ဒီအမှားကြောင့်ပဲသမီးကိုလူဆိုးကြီးလို့မြင်နေကြလိမ့်မယ်ဒါကြောင့်သမီးရေသူတို့ရှိမှပူဆွေးတော့ကကြောင့်ကြတဲ့မျက်ရည်စတွေကိုမမြင်စေနဲ့နော်ကိုမှားတဲ့အမှားကိုသင်ခန်းစာယူပြီးပြုပြင်ဖို့ကြိုးစားပါကိုကနားမလဲတဲ့သူတွေရှေ့မှာကိုယ့်ရဲ့ကြေကွဲဝမ်းတဲ့စိတ်ကြောင့်ကိုယ့်အမှားကြောင့်နောင်တရပြီးမျက်ရည်ကျနေမယ်ဆိုရင်ကိုယ်ရမှာအားခံနေရလိမ့်မယ်သမီးဖေဖေပြောတာမမိနဲ့နော်သမီးလေးကိုနှိုင်းမဲ့ချစ်တဲ့ဖေဖေ